စီးချိုယောဂလို့ပြောလိုက်ရင်မသိတဲ့သူမရှိတော့အောင်မြန်မာနိုင်ငံမှာရောကမ္ဘာမှာပါစီးချိုယောဂကအရန်အဖြစ်များတဲ့ယောဂတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အသက်25နှစ်ကနေ64နှစ်အတွင်းလူတွေမှာဆိုရင်အယောက်100မှာ10ယောက်ကစီးချိုယောဂဖြစ်နေတယ်လို့သိရပါတယ်ဒီဖြစ်ပွားနှုန်းအရတွက်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာစီးချိုယောဂရှိနေတဲ့သူတွေပေါင်း2.5 သန်းခန့်ရှိနေနိုင်တယ်လို့တွေ့ရပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့စီးချိုယောဂဖြစ်နေနိုင်တဲ့လက္ခဏာ9ခုနဲ့စောစောစီးစီးသိရှိနိုင်မဲ့နည်းလမ်းတွေရဲ့နောက် Huawei Watch Fit 5 series မှာပါဝင်လာတဲ့စီးချိုယောဂနဲ့ကျန်းမာရေးအတွက်အသုံးဝင်တဲ့ features တွေကိုပါပြောပြပေးသွားမှာမို့လို့အဆုံးထိနားထောင်ကြည့်လိုက်ရအောင်နော်မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဆိုပြေပါအထွေထွေရောအခုဆရာဝန်တယောက်ဖြစ်ပြီးတော့ online ပေါ်ကနေလည်းကျန်းမာရေးဘူးတုဒတွေကိုအမြဲတမ်းမျှဝေပေးလျက်ရှိပါတယ်ဒါဆိုရင်စီးချိုဖြစ်နေနိုင်တဲ့လက္ခဏာ9ခုကတော့နံပါတ်1ကတော့စီးခဏခဏသွားတာပါစီးချိုတက်လာတဲ့အခါမှာသွေးရင်းမှာတကြားတက်တွေများလာတဲ့အတွက်ခန္ဓာကိုယ်ကစီးရနေတဆင်စွန့်ထုတ်ပြဖို့ကြိုးစားပါတယ်အထူးသဖြင့်ညဘက်တွေမှာစီးခဏခဏထသွားရတာမျိုးတွေဖြစ်တတ်ပါတယ်ရေမြများတောက်ထားရင်လည်းစီးခဏခဏသွားနိုင်တယ်ဆိုပေမဲ့အခုဆက်ပြောပြတော့မယ့်တခြားလက္ခဏာတွေနဲ့ပါတွဲနေမယ်ဆိုရင်တော့သတိထားသင့်ပါတယ်နှစ်ကတော့ရေခဏခဏစားလာပါတယ်စီးခဏခဏသွားတဲ့အခါမှာခန္ဓာကိုယ်ကရေဓာတ်တွေဆုံးရှုံးသွားတဲ့အတွက်ရေဓာတ်ကိုပြန်လည်တောင်းတပါတယ်အဲ့ဒီအခါမှာအရင်အထက်ရေပိုစားလာတာရေတောက်တာများလာတာမျိုးတွေဖြစ်တတ်ပါတယ်သုံးကတော့ဘိုက်ခဏခဏစားတာပါစီးချိုရှိတဲ့အခါမှာခန္ဓာကိုယ်ကတကြားဓာတ်ကိုစွမ်းအင်အဖြစ်အသုံးမချနိုင်တဲ့အတွက်စွမ်းအင်အမြဲလိုနေတယ်လို့ယူဆပြီးတော့ဘိုက်ခဏခဏစားနေတတ်ပါတယ်လေးကတော့မောပန်းလွယ်နေတာပါစီးချိုရှိတဲ့အခါမှာသွေးထဲမှာတကြားဓာတ်တွေရှိနေပေမဲ့ခန္ဓာကိုယ်ကစွမ်းအင်အတွက်ကောင်းကောင်းအသုံးမချနိုင်တဲ့အတွက်လူကအမြဲတမ်းမောနေပြီးတော့အားမရှိသလိုခံစားရတာမျိုးဖြစ်တတ်ပါတယ်ငါးကတော့အမြင်ဝေဝါးလာတာပါဖုန်းနဲ့ screen တွေကြည့်တာများလို့မျက်စိဝါးတာလို့ထင်တတ်ကြပေမဲ့စီးချိုကြောင့်သွေးရင်းတကြားဓာတ်များလာတဲ့အခါမှာမျက်စိကိုတက်ရောက်မှုရှိပြီးတော့အမြင်ဝေဝါးလာတာကနေစပြီးတော့ဖြစ်တတ်ပါတယ်အချိန်မီမကုသဘူးဆိုရင်ကြာလာတဲ့အခါမှာ diabetic retinopathy လို့ခေါ်တဲ့အမြင်အာရုံဆုံးရှုံးသွားတာမျိုးထိဖြစ်နိုင်လို့သတိထားသင့်ပါတယ်6ကတော့အနာကျက်နှီးလာတာပါဒဏ်ရာသေးသေးလေးတွေရရင်တော့တော်တော်နဲ့ပြန်မကျက်တာအရေပြားရရန်တာinfection ရောဂါပိုးဝင်လွယ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။နောက်ဆုံးနံပါတ်9ကတော့အသားအရည်မဲလာတာပါ။အထူးသဖြင့်လေပင်၊ဂျိုင်းကြား၊ပေါင်ချမ်းနေရာတွေမှာအသားအရည်ကမဲမဲထူထူကြီးဖြစ်လာတာမျိုးကိုတချို့လူတွေမှာတွေ့ရတတ်ပါတယ်။ဒါပေမဲ့အရေးကြီးတာတစ်ခုကတချို့လူတွေမှာဒီလက္ခဏာတွေလုံးဝမပြတာမျိုးလည်းရှိနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုနေ့စဉ်နဲ့အမျှသတိထားစောင့်ကြည့်ပြီးတော့ monitor လုပ်နိုင်မှုကအရေးကြီးပါတယ်။အထူးသဖြင့်အသက်35နှစ်ကျော်လာရင်နောက်မျိုးရိုးထဲမှာစီးချိုရှိတဲ့သူတွေဝလာတဲ့သူတွေလေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့သူတွေအေးရေးပြတ်တာများတဲ့သူတွေနဲ့သွေးတိုးရှိတဲ့သူတွေကဆေးရုံဆေးခန်းတွေမှာ regular medical check-up ပုံမှန်ကျန်းမာရေးစစ်ဆေးကြည့်သင့်ပါတယ်ပြီးတော့တခြားအသုံးဝင်တဲ့နည်းလမ်းတစ်ခုလည်းရှိပါသေးတယ်အခုနောက်ပိုင်းနည်းပညာတွေတိုးတက်လာတာနဲ့အမျှကျွန်တော်တို့နေ့စဉ်လက်မှာပတ်ထားတဲ့ဒီလိုမျိုး smart watch တွေမှာ health monitoring features တွေပိုများလာပါတယ်ဒါကတော့အခုအသစ်ထွက်ရှိထားတဲ့ Huawei Watch Fit 5 series ပါသူ့မှာဆိုရင်ကမ္ဘာပထမဆုံးအနေနဲ့စီးချိုယောဂဖြစ်နေနိုင်ခြေကိုစမ်းစစ်ပေးတဲ့ Diabetes Risk Assessment feature ပါဝင်လာပါတယ်သူကဘလို့အလုပ်လုပ်တာလဲဆိုတော့နိုင်ပတ်ထားတဲ့သူရဲ့နေထိုင်မှုပုံစံနဲ့ကျန်းမာရေးအခြေအနေတွေကိုစောင့်ကြည့်ပြီးတော့စီးချိုယောဂဖြစ်နေနိုင်ခြေရှိမရှိကိုသုံးသပ်ပေးတာပါဥပမာအေးအေးပြတ်တာတွေလှုပ်ရှားမှုနည်းတာတွေစိတ်ဖိစီးမှုများတာတွေလိုမျိုးပေါ့ဒါတွေက metabolic health လို့ခေါ်တဲ့ဇီဝဖြစ်စဉ်နဲ့ဆက်ဆက်နေပြီးတော့စီးချိုနဲ့ကျန်းမာရေးအပေါ်မှာတက်ရောက်မှုရှိနိုင်လို့ဒီအချက်လက်တွေကိုနာယီကစောင့်ကြည့်ပြီးတော့သုံးသပ်ပေးတာပါအသုံးပြုပုံကလွယ်ပါတယ် Huawei Research ကိုနှိပ်လိုက်ပါပြီးရင် Diabetes Risk Study ဆိုတာကိုနှိပ်ပါပြီးရင် disclaimer ကို approve လုပ်လိုက်တာနဲ့ smartwatch ကနေမှစီးချိုဖြစ်နေနိုင်ခြေကိုစပြီးတော့တွက်ချက်ပါလိမ့်မယ်နာယီကို3ရက်ပြည့်အောင်ပတ်ထားပေးဖို့တော့လိုပြီးတော့3ရက်ပြည့်တာနဲ့ဒီလိုမျိုးကိုယ်မှာစီးချိုဖြစ်နေနိုင်ခြေဘယ်လောက်ရှိလဲဆိုတာပေါ်လာပါလိမ့်မယ်ဖြစ်နေနိုင်ခြေအလွန်နည်းတယ်ဆိုရင် low risk အတန်အသင့်ရှိရဆိုရင် medium risk ဖြစ်နေနိုင်ခြေများတယ်ဆိုရင်တော့ high risk လို့ပေါ်လာပါလိမ့်မယ်ဒီ Huawei Watch Fit 5 series မှာက ECG ဆွဲတာနှလုံးခုန်နှုန်းနဲ့စီးချက်မှန်မှန်ကိုတိုင်းတာပေးတာအိတ်ချိန်ကိုစောင့်ကြည့်စစ်ဆေးပေးတာနဲ့စိတ်ဖိစီးမှုနဲ့ခံစားချက်တွေကိုခြေရာခံပေးတဲ့ features တွေလည်းပါလို့ကျန်းမာရေးအတွက်တကယ်အသုံးဝင်တဲ့ smartwatch တစ်ခုဖြစ်ပါတယ်။ဘ
battery ကလည်း10ရက်လောက်အထိခံတာမို့လို့ကျန်းမာရေး report တွေကိုခဏခဏပြတ်တောက်တာမျိုးမရှိဘဲနဲ့ဇက်တိုက်ကြည့်နိုင်ပါတယ်ပြီးတော့ဖုန်းထဲမှာ Huawei Health App နဲ့ချိတ်ဆက်ပြီးတော့ health trends တွေကိုပြန်ကြည့်နိုင်တယ်လို့ဆရာဝန်နဲ့တိုင်ပင်တဲ့အခါမှာလည်းပြသလို့ရပါတယ် Android ရော iOS နဲ့ပါချိတ်ဆက်ပြီးတော့အသုံးပြုနိုင်ပါတယ်တကယ်လို့နိုင်ကကို့မှာစီးရိုဖြစ်နိုင်ခြင်းဒါမှမဟုတ်တခြားမူမမှန်တာတစ်ခုခုရှိနေပြီလို့ပြရဲဆိုရင်တော့တေချာအောင်လို့ဆေးရုံဆေးကမ်းမှာပြန်စစ်ဆေးကြည့်ဖို့တော့လိုပါတယ်နော်စီးကျိုယောဂါကစောစောသိပြီးတော့စောစောထိန်းချုပ်နိုင်ရင်နောက်ဆက်တွဲယောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချနိုင်တဲ့ယောဂါတစ်ခုဖြစ်ပါတယ်။ Huawei Watch Fit 5 Series လိုမျိုး smartwatch တွေကလည်းကိုယ်ကျန်းမာရေးကိုပိုသတိထားမိဖို့အများကြီးအကူအညီပေးနိုင်ပါလိမ့်မယ်။ဒါကြောင့်အားလုံးပဲအခုကစပြီးတော့အစားအသောက်ဆင်ခြင်ပါလေ့ကျင့်ခန်းမှန်မှန်လုပ်ပါအေးရေးဝအောင်အိပ်ပါကိုယ်ကျန်းမာရေးကိုပုံမှန်စောင့်ကြည့်သတိထားပါ medical check up ပုံမှန်လုပ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။အခုဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုရင်တခြားသူတွေလည်းအကျိုးရှိအောင်လို့ share ပေးလိုက်ကြအောင်နော်အခုကျွန်တော်ပြောသွားတဲ့အထက်ကမှတ်မိတဲ့အချက်တစ်ချက်ကိုလည်း comment မှာမှတ်ပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ရမယ်